ဒီတစ်ပတ်ကြားရဲ့အင်္ဂါညဗုဒ္ဓမနက်မှာကစားမယ်အင်တာမီလန်အသင်းနဲ့ချန်ပီယံလိပွဲစဉ်ကိုခေါင်းထဲမရှိပဲနဲ့တင်ငွေနေညမှာကစားမယ်အာဆင်နယ်နဲ့မန်ယူအသင်းတို့ရဲ့ပွဲစဉ်ကခေါင်းထဲကိုရောက်နေတယ်ဆိုတော့ချန်ပီယံလိပွဲစဉ်ကိုကြော်ပြီးတော့ပဲဒီအသင်းကြောင်းကိုကျွန်တော်ပြောလိုက်ကြတာပေါ့လေအရင်ဆုံးအနေနဲ့ကျွန်တော်မန်ယူအသင်းကြောင်းကျွန်တော်ပြောကြည့်လိုက်အောင်ဒီရာသီမှာနီးပြပြောင်းလဲတွေဖြစ်တယ်ရလက်ပိုင်းတွေရုန်းကန်နေရတယ်ခြေစွမ်းပိုင်းတွေမတီးမကြတွေမတီးမငြိမ်နေဖြစ်တယ်အတက်အကျပေါင်းစုံဖြတ်သန်းနေရတဲ့မန်ချက်စတာယူနိုက်တက်ကပုံရင်ဟမ်းမီလာတိုင်းအောင်ကစားကမပြောင်းနိုင်ဘူးဆိုတဲ့အမော်ရင်ကိုထုတ်ပြီးတော့သူတို့ရဲ့ legendary ကစားမဟောင်းမိုက်ကယ်ကာရစ်ကိုနီးပြခန့်လိုက်တဲ့ပထမဆုံးပွဲစဉ်မှာပဲသူတို့ရဲ့ဒါဗီပြိုင်ဘက်မန်ချက်စတာဒါဗီမှာမန်စီးတီးအသင်းကိုဂိုးပြတ်ခြေပြတ်ရလန်းနဲ့အနိုင်ယူလိုက်တယ်ဒီပွဲစဉ်မှာကြီးခဲ့ရတဲ့ခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းအရာဆိုရင်အာဆင်နယ်အသင်းအနေနဲ့အကောင်းဆုံးသတိထားသင့်ပါတယ်ဘာလို့လဲဆိုတော့မန်ယူအသင်းမှာကဘလောက်ပဲရုန်းကန်နေရပါစေဖြစ်စေဘလောက်ပဲခြေစွမ်းမှန်မှန်မှုပဲဖြစ်နေပါစေဘလောက်ပဲစုပ်ပြတ်တတ်နေပါတယ်ဖြစ်နေပါစေဒီလိုအသင်းမျိုးတွေနဲ့ကန်ရဆိုရင်တို့မှာထထုတ်တက်တဲ့စိတ်ဓာတ်မျိုးရှိတယ်ဒါကိုတော်တော်များများကတော့တရဲနေစိတ်ဓာတ်လို့ခေါ်ကြတယ်ပေါ့လေဘလောက်ပဲဆိုးရွားတဲ့ကာလာမျိုးကိုကြုံနေရပါစေတို့ရဲ့ပြိုင်ဘက်အသင်းချင်းချင်းတွေ့ပြီဆိုရင်ဂုံသိက္ခာပိုင်းအရာစိတ်ဓာတ်တွေကအကောင်းဆုံးမြင့်တက်လာပြီးတော့ဒီပွဲစဉ်ကိုအရှုံးမပေးရဖို့အတွက်အနေဆုံးတရေဆိုတဲ့သဘောမျိုးထားပြီးတော့အသေးလက်ကန်တဲ့အချင်းတို့မှာရှိပါတယ်ဒါကိုနီးပြအာတီတာနဲ့အာဆင်နယ်အသင်းအကောင်းဆုံးသတိထားဖို့လိုအပ်ပါတယ်ဒီရာဒီပထမအကြော့မှာကျွန်တော်တို့အာဆင်နယ်အသင်းကသူတို့အသင်းရဲ့ Old Trafford ကိုသွားပြီးတော့တကူကုန်းကြီးဆိုတဲ့ရလနဲ့ကျွန်တော်အဝင်းနဲ့နိုင်တယ်ဒီပွဲစဉ်မှာဆိုရင်လည်းမန်ယူအသင်းရဲ့ကစားပုံကကြောက်ခမန်းလေးကောင်းခဲ့တယ်အထူးသဖြင့် quick transition တွေကစားတဲ့နေရာမျိုးတွေမှာအဲ့ဒီချိန်ကအမော်ရင်ကိုင်းနေဆိုတော့လေအဲ့ကစားပုံနဲ့ပေါ့ဒါကိုနီးပြအာတီတာအနေနဲ့အကောင်းဆုံးနားလည်ထားဖို့လိုအပ်ပါတယ်ပထမကြော့တော့ကစားပုံကလည်းတအားကြီးကောင်းခဲ့တယ်အခုကျွန်တော်နောက်ဆုံးကစားရတဲ့သူတို့မန်ချက်စတာဒါဘီမှာဆိုရင်လည်းကစားပုံကလမ်းပြန်ထွက်နေတဲ့ကစားပုံမျိုးနဲ့အနိုင်ယူထားတာဆိုတော့နီးပြအာတီတာအနေနဲ့အိမ်စာကောင်းကောင်းလုပ်ထားဖို့လိုအပ်ပါတယ်အိမ်ကွင်းမှာကစားရမယ်ဆိုသည့်တိုင်ဒီပွဲစဉ်ကပေါ်လို့မဖြစ်ပါဘူးကျွန်တော်ရှေ့လျှောက်ကျွန်တော်တို့ရဲ့အဓိကပြိုင်မဲ့မန်ချက်စတာစီးတီးကစပါးတို့လီဗာပူးတို့နဲ့ကစားမဲ့ပွဲတွေမှာကျွန်တော်တို့ကဒီလိုပွဲချင်းမျိုးမှာဘလို့အသင်းနဲ့ပဲတွေ့စီဖြစ်ပါစေအသင်းလေးဖြစ်ဖြစ်အသင်းငယ်ဖြစ်ဖြစ်အသင်းလက်ဖြစ်ဖြစ်အိမ်ဝင်းမှာကစားမဲ့ပွဲတော့ရမအပြည့်ရအောင်ယူထားနိုင်မှုလိုအပ်ပါတယ်ဒီလိုမှမဟုတ်ရင်တော့ဘယ်အသင်းကရှုံးသည်ဖြစ်ပါစေရှုံးတဲ့အသင်းတော်ကအခြေအနေမကောင်းပါဘူးဖြစ်လာမဲ့အကျိုးဆက်ကဒီပရိသတ်နှစ်ဖက်ပရိသတ်ရဲ့ကြားထဲမှာဘာဖြစ်လာမလဲဒီပွဲပြီးသွားရင်ဆိုတာကအရောင်းလဲတည်ပြီးသားဖြစ်တယ်ရှုံးတဲ့အသင်းကတော့မလွယ်ပါဘူးဆိုတော့ပထမကြောတော့ကျွန်တော်တို့အာဆင်နယ်အသင်းကသူတို့အိမ်ဝင်းမှာတကူကုန်းကြီးနဲ့နိုင်ထားတယ်အခုဒုတိယကြောအာဆင်နယ်အသင်းရဲ့အမေရိကန်မှာကန်ရပါမယ်ဘလို့ရုံမှုရလက်တွေထွက်ပေါ်လာမယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့လေကြည့်ရှုအားပေးတဲ့ပြည်သက်များအားလုံးကိုကျေးဇူးများတင်ပါတယ်